EV တာယာအကြောင်းလေးပြောပြပါလားတဲ့မင်္ဂလာပါဇန်ကာရန်တရားကြိုဆိုပါတယ်အကျိုးတစုံတရားရှိရင် okay ဆိုတဲ့ comment လေးနဲ့ live share လေးပေးဖို့မမေ့ပါနဲ့เนาะဟုတ်ကဲ့အဲ့ဒါလေးမပြောခင်မှာကျွန်တော်တို့ EV တိုက်စီတွေထဲမှာစပယ်ဝီးပါတဲ့ကားလေးတွေအကြောင်းပြောပါမယ်လူတော်တော်များများတော့မသိကြတာများတယ်ပေါ့เนาะ BYD E2 ပြင် D1 ဆိုတဲ့ brand လဲဝင်တယ်ပေါ့เนาะအဲ့ဒီ D1 မှာကျွန်တော်တို့စပယ်ဝီးပါပါတယ်နောက်နံပါတ်2ကခုနကျွန်တော်တို့အခုနောက်ဆုံးဝင်တဲ့Aeron ES လေးမှာလည်းစပယ်ဝီးပါပါတယ်နောက် company brand တစ်ခုမှာတော့သူ့ရဲ့အဝိုင်းပါတယ်ဆိုတော့ပါဖို့များပါတော့ဒါတော့ထည့်မထည့်တာပေါ့နော်နောက်ပြီးကြလို့ရှိရင် JAC မှာလည်းစပယ်ဝီးပါတယ်နောက်ပြီးလို့ရှိရင်Downfine ကထုတ်တဲ့ Balenciaga V6 မှာလည်း V60 plus လားမသိဘူးเนาะအဲ့ဒီကောင်မှာလည်းစပယ်ဝီးပါတယ်ပေါ့နော်ဒါကျွန်တော်မြင်တွေ့ခဲ့ရတဲ့ဟာကိုပြောတာပေါ့နော်နောက် brand တွေကတော့မပါတာများပါတယ်ပေါ့နော်အဲ့တော့ဘာကြောင့်စပယ်ဝီးမပါတာလဲဆိုတဲ့အကြောင်းတရားကိုကျွန်တော်ဟိုနေ့က technician တယောက်ပြောထားတာလေးနားထောင်လိုက်ရတယ်ဒါတကယ်ကို reliable ဖြစ်ပါတယ်ပေါ့နော်အခုကနီးပညာတွေကမြင့်လာတဲ့နောက်မှာတော့ကျွန်တော်တို့မြန်မာလိုပဲပြောမယ်ဗျာအထူးသဖြင့်အဲ့တာယာဆိုတဲ့ weight ကြီးကလည်းအနည်းဆုံးမရှိဘူးဆိုကျွန်တော်တို့ပေါင်တဲ့ဘက်အတွက်ဆိုပေါင်40လောက်ရှိတယ်ဗျာပေါင်40ဆိုကလေးတစ်ယောက်တတာဖြစ်နေပြီဆိုတော့အဲ့ဒီ weight ကြီးကိုနေပြီးတော့အများနဲ့တင်ထားလို့ရှိလို့ရှင်ဒီကားအဲ့ဒီ weight ကြီးကိုတင်ထားမယ်ဆိုလို့ရှင်ကားperformance ကနည်းနည်းရော့တယ်လို့သတ်မှတ်တယ်ပေါ့ဗျာအဲ့ဒါကြောင့်မထည့်ကြတာလို့သိရတယ်ပေါ့နော်ဒါကလည်းဖြစ်နိုင်ပါဘောနော်အဲ့ဒီအစားတော့သူကဘာလောက်ထားလဲဆိုကျွန်တော်တို့ကားထဲမှာဆိုလို့ရှိရင်ဒီလေထိုးစက်နဲ့ကော်ဘူးပေါ့နော်ကော်ဘူးထဲမှာတခါတည်းလေထိုးစက်နဲ့ကော်ဘူးနဲ့တွဲထားပြီးတခါတည်းထိုးထည့်လို့ရှိရင်ယာရီတော်တော်ဖြည့်ရှင်းနိုင်တယ်ဒါပေမဲ့ road hazard လို့ပြောတဲ့တကယ်ဘေးနာပွင့်ထွက်တာတို့ဘလို့လုံးမလဲဆိုတဲ့အဖြစ်တစ်ခုကလိုလာပြန်တော့ဗျာအဲ့တော့ကျွန်တော် showroom နဲ့ပတ်သက်ရင်တော့ကျွန်တော်ကအဲ့ technician နဲ့တိုင်ပင်တယ်ပေါ့ကျွန်တော်တော့စပယ်ဝီးဆောင်ထားခြင်းနဲ့ကျွန်တော်လည်း highway တော်တော်များထွက်ဖြစ်တယ်ဆိုတော့ဘယ်လိုလုပ်ရင်ကောင်းမလဲဆိုတော့အဲ့ဒီချိန်တုန်းကကျွန်တော်ချိန်တုန်းကဒီ EV တာယာမပေါ်သေးတော့ကျွန်တော်တို့အနည်းဆက်ဆုံးကိုပဲထည့်ရတာပေါ့ဗျာအဲ့တော့ကျွန်တော်တာယာဆိုင်တစ်ဆိုင်ကိုသွားပြီးတော့သူ့မှာဒီကျွန်တော် E2 မှာဆိုလို့ရှိရင်သူမှာ 92V ဆိုပြီးတော့ရှိတယ်ဗျဒါတော့သူပြောရမယ်ဆိုလို့ရှိရင်ကားရဲ့ဘယ်လိုခေါ်မလဲအလေးချိန်ကိုဘယ်လောက်ခံနိုင်လဲဆိုတော့အဲ့ဒီတိုင်းတာတဲ့ဟာတစ်ခုပေါ့ဗျာဒါကျွန်တော်တို့တာမယ်လို့ပြောမယ်ဆိုအဲ့ဒီဟာနဲ့အနည်းဆုံးတူတဲ့ဟာကိုကျွန်တော်ဟာ16ကွေဖြစ်တယ်ဗျာအဲ့ဒါနဲ့အနည်းဆုံးတူတဲ့တာယာကိုကျွန်တော်ရွေးပြီးတော့တက်ကြတယ်အဲ့မှာကျွန်တော်ကားကတာဘယ်လိုခေါ်မလဲနက်က၄လုံးဆိုတော့ကျွန်တော်တို့ Honda ကားတွေနဲ့တွားတူတယ်အဲ့တော့ Honda 16ခွေကိုအနည်းဆုံးကျွန်တော်တို့က twin ထည့်သလိုဖြစ်တာပေါ့ဗျာမြန်မာဟန်တော့ twin ထည့်ရတယ် twin ထည့်တော့ခုနကတော့တာယာကိုကျွန်တော်ကဘာလုပ်လိုက်လဲဆိုတော့အဲ့ချိန်မှာနေတော့ဒီ IC ကားတွေမှာတုံးတဲ့ Westlake ကအဲ့ဒီ 92V တော့မဟုတ် 92H ပေါ့နော်ဒါကတော့ကျွန်တော် technical ရသိမသိဘူးပေါ့ဗျာဒါပေမဲ့အနည်းဆုံးတူတယ်showroom ကိုလည်းshowroom တော့ဆိုတာတဲ့ service ဆရာကိုလည်းလှမ်းမေးတယ်သူနဲ့လည်းဒီလောက်ကားတာပါเนาะဒီလိုတော့ရှိတယ် brother ဒါကိုစောင်းထားခြင်းအဆင်ပြေလားဆိုတော့သူဘေးနာဟာတွေကို technician ရလောက်ကဘယ်လောက်လုပ်တယ်ပါကြသူမေးပြောပေးတယ်ဗျဆိုင်အောင်သူနံပါတ်ကနန်းနေရှိတယ်ဗျတာယာမှာလည်းကနန်းနေပါအဲ့ဒါနဲ့အနည်းဆုံးတူတယ်ဆိုတော့အဆင်ပြေသွားတယ်အဲ့တော့ကျွန်တော်အဲ့ဒီတာယာအသစ်တစ်လုံးနေတော့ကျွန်တော်စပယ်ဝီးသဘောမျိုးနဲ့စောင်းထားလိုက်တယ်ခွေးမှာဘာပြဿနာဖြစ်လဲဆိုတော့ကျွန်တော်တို့တက်လိုက်ပြီးတော့နက်ကြက်ပြီးတော့လှဲ့တော့ခုနအောက်ကကနည်းနည်းမလွတ်ချင်ညှိနေတယ်အဲ့ဒီမှာလည်းဘာသိလိုက်ရလဲဆိုတော့ဒီကျွန်တော်တို့ပုံမှန်ဆိုလို့ရှိရင်တာယာနဲ့ speciality ဆိုသိတယ်ဗျာကျွန်တော်တို့တော့သိမသိဘူးပေါ့နော်ဒီကျွန်တော်တို့ပါတထုပြားသဘောမျိုးအဲ့တခုကပုံမှန်ကြီးကကားတွေမှာပါလေးရှိတယ်အဲ့မှာသူတို့တာယာဆိုင်မှာဆိုလို့ရှိရင်သူတက်ကိုဖြုတ်ထားရတယ်သူကကျွန်တော်စိတ်ထင်အများကြီးပဲပုံလိုက်ကြီးပဲအဲ့ဒီတာယာတထုခွင်းတစ်ခွင်းနဲ့ခံလိုက်တယ်ခံပြီးတော့ twin ထည့်လိုက်တော့လှည့်ကြည့်တယ်အဆင်ပြေတယ်ဒါပေမဲ့ကျွန်တော်ဘော်ရာတယောက်ကဘာပြောလဲဆိုအမှန်တကယ်မောင်းဆန်းကြည့်တင်တာပေါ့နော်တကယ်တော့တင်တဲ့အဆင်ပြေပေမဲ့တစ်ခါကြလို့ရှိရင်အဲ့ free balance မညီတာတို့ဘာလို့ဆိုလို့ရှိရင်လည်းနည်းနည်း jam ဖြစ်တတ်တယ်ပေါ့နော်အဲ့ဒါလည်း free balance ကိုလည်းကျွန်တော်ကသိတယ်ဗျာIC ကားတော့ဖြစ်ခဲ့ဘူးတော့ကျွန်တော် free balance ကိုလည်းအဲ့ခွေကိုလည်းချိန်နိုင်သေးတယ်ခွေကိုလည်းချိန်တယ်တာယာနဲ့လည်းပြန်ပြီးတော့ချိန်နိုင်သေးတယ်ခုနကလိုအဲ့လိုချိန်ပြီးကမှ
ကျွန်တော်ထွင်ထည့်ထားတယ်ပေါ့ဗျာဒါဆိုလက်ရှိတော့ကျွန်တော်မသုံးရသေးဘူးပေါ့နော်ဒါကျွန်တော်လုပ်ခဲ့တဲ့ process ပေါ့ဒါပေမဲ့ကျွန်တော်ရဲ့တတိပုဂ္ဂလအမြင်ကိုပြောပါဆိုလို့ရှိရင်တော့တကယ်ပတ်သက်တက်နိုင်ရင်တော့စောင့်ထားတင်တာတော့ဒီ EV တိုင်ယာကတော့ပိုကောင်းတာပေါ့ဗျာဒါပေမဲ့မြန်မာဟန်နဲ့ကျွန်တော်တို့ဟာတိုက်စီသမားတွေဆိုတော့တိုက်စီလိုမျိုးပဲဘာချက်စိတ်ကမှာဟိုအဲ့တော့ရိုးရိုးတန်းတန်းတွေးမှဆိုလို့ရှိရင်လည်းbrother တယောက်ပြောတာကျွန်တော်သဘောကျတယ် second hand လည်းအဆင်ပြေတာပဲဗျလောလောဆယ်ကျွန်တော်ဘိန်းပောက်သွားပြီးကွဲသွားပြီးထားပါတော့အဲ့ဒီဟာကိုဖြုတ်မယ်ခဏတာယာရီအတွက်ကိုနေပြီးဖြည့်ရှင်းရမှာပဲအဓိကသူနဲ့အနည်းဆက်ဆုံးဖြစ်ပြီးတော့ထွင်ထဲလို့အဆင်ပြေမဲ့ဟာက second hand ဖြစ်လဲခဏတာယာရီဖြည့်ရှင်းလို့အဆင်ပြေသွားရင်ပြီးတာပဲလေเนาะအဓိကအဖြေတစ်ခုရဖို့အတွက်ပဲဆိုတော့အဲ့လိုမျိုးလုပ်ရင်လည်းကောင်းတယ်ဗျာအဲ့ဒီတော့ brother တို့ကတော့ကိုယ့်ဘာကိုချိန်မောနော်ဘယ်လိုကောင်းမလဲကျွန်တော်ကတော့အစ်စ်ဝယ်ထားတယ်ဂွေကိုလည်းခုနလိုနည်းနည်းအဟောင်းဆိုရင်ကျွန်တော် shrine လိုက်တယ်ပေါ့ဗျာအစ်စ်နီးပါဖြစ်အောင်ခုနဂွေကိုလည်းချိန်တယ်တာယာလည်းအစ်စ်ဝယ်ထည့်ထားတယ်ပေါ့နော်အခုလည်းလက်ရှိမှာဟို EV တာယာဟိုရောင်းနေတဲ့ဆိုင်ရှိတယ်ဗျာဒါပေမဲ့လောလောဆယ်ကျွန်တော်တို့တိုက်စီသမားတွေအနေထားနဲ့ကတော့ကျွန်တော်တတိပုဂ္ဂလအမြင်ပြောပါဆိုဈေးကများနေသေးတယ်နောက်ပိုင်းတော့ဝင်လာမှာပေါ့ဗျာဟို supply and demand ဗျာရိုးတန်းတန်းပြောမှဆိုတော့ကျွန်တော်အတွေးလေးကိုပြောပြတာပဲပေါ့နော်ဒီကောင်ဘယ်လိုခေါ်မလဲအခု E2 ပဲထားပါတော့ E2 ကအခု pre order တွေနဲ့သတင်းကြားဝင်နောက်ပိုင်းဆိုလို့ရှိရင်မြန်မာပြည်မှာအများဆုံးကားတော့ဖြစ်လာနိုင်တယ်အရေးအတွက်ပြောချင်တာပေါ့နော်အဲဆိုလို့ရှိရင်ကားများလာတဲ့မှာပြဿနာလည်းများလာမှာပဲလေပြဿနာများလာလို့ရှိရင်အဲ့ဒီပြဿနာပေါ်မူတည်ပြီးတော့အဖြေဆိုတာလည်းပေါ်လာတာဟုတ်အဲ့တော့ဒီ software နဲ့ပတ်သက်တဲ့ပစ္စည်းတွေကလည်းပို့ပြီးတော့ training ကြဲတခြားကားတွေတက်ဆိုင်ပို့ပေါ်လာမယ်လို့ကျွန်တော်ကတော့ယုံကြည်တယ်ပေါ့နော်အဲ့ဒါကြောင့်လည်းလုပ်ဖြစ်တာပါအခုလောလောဆယ်တော့ပေါ်လာဆိုရင်မပေါ်သေးဘူးဗျာဒါပေမဲ့နောက်ပိုင်းတော့ပေါ်လာမှာပေါ့နော်အဲ့တော့အကျိုးတစုံတရာရှိမယ်လို့မျှော်လင့်ပါတယ်ကျေးဇူးပါ